ပရိသတ်များလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာပရိသတ်နေနာဆင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကနေစာရေးသူဆရာတာတီရေးသားထားတဲ့ကဝေကျွန်းရှင်ဆိုတဲ့ channel လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘီနာက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကေတာစဝင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ကျုပ်တို့အညာမှာတစောင်းမိုးဆိုရင်အင်းနေပြီဗျာ။ဝါကောင်မှာစိုက်ထားတဲ့နှမ်းနေတို့ပြီးနှမ်းထောင်နှမ်းပုတ်နှမ်းလန်းအိတ်တို့စီဖို့ဖို့ထားတာမြို့ဝပွဲရင်ပို့တာပို့ပါဗျာ။အကျုပ်ကဖြစ်အဘပင်မမဆိုလို့အဘရှိရလေကာကာပြီးတော့ကျုပ်ကြီးလုံရတော့လွတ်ပင်ပန်းတာမျိုးတောင်သူပဲဗျာအားရလို့ပဲရှိလိမ့်မတုံးတောင်သူလို့ဆိုတာကမလုံရင်သာရှိရမယ်လှုပ်လို့ကတော့ကုံသွားတယ်လို့ကိုရှိတာမဟုတ်ဘူးဗျာအကျုပ်ဘကလည်းတောင်သူမျိုးရိုးဆိုတော့လွတ်ကျွမ်းကျင်နေသူဗျာအတီတော့ခမားတို့တွေးကြည့်ဗျာတောင်သူလို့ကိုအဘလိုသဘောကျအောင်လုပ်ပေးရတယ်ဆိုတာလွယ်ပါမလားဒါမဲ့ကျုပ်လည်းအဘတုံတင်တော်တွေမှတ်သားရင်းနဲ့အတော်တော့ဟုတ်လာပြီဗျာဒါဒီခိုင်းကုတ်တာနဲ့ချောင်းတရိုးလင်းရမယ်ဟိအရှိကမှရင်းနှီးချမ်းထိုင်တောင်းနေတဲ့ကျုပ်ကိုအဘကလှမ်းပြောတယ်ဗျာကျုပ်ဘကပါဇက်ကပြောပြီးရတယ်ထားလို့တဲ့သူဟောအခုလဲကြည့်လေတရိုးတွေလဲမယ်လေပြောပြီးရနဲ့နေရာမှာထိုးထားတဲ့ကိုင်းခုတ်ဒါနဲ့ချောင်းထားလို့တော့တာဗျငါဟိုတခါမြို့သွားကလေးဟာတခွေတွေဝဲလာတာကွာအပြောပြီးရလေတကားမှချိန်ထားတဲ့ဂျေးတခွေတွေကိုထားပြီးတော့ဖြုတ်တာပေါ့ပြီးရနဲ့နောက်မီးဖို့ကြောင်ကိုတွားရောမိဘဘော်ကကျက်စင်မှာတင်ထားတဲ့တရိုးနှချောင်းကိုဆွဲထုတ်တယ်မိဘကြောင်ကကျက်စင်ပေါ်မှာကအဖားစိတ်တန်းကြလှုပ်ထားတဲ့တရိုးဝါးပိုင်းတွေကအစင်းသေးလေတော်တက်ကတောင်းရင်လာရင်နဲ့ကျုပ်ဘကဝါပင်တွေကိုလိုက်ကြည့်နေရဗျစံခါရက်ဖို့စကောရက်ဖို့တောင်းရက်ဖို့နှီးပြဖို့တရိုးလှုပ်ဖို့ဆိုပြီးဝါပင်တွေကိုစိတ်တိုင်းချခုတ်တော့တာမျိုးအဖားကုတ်သမျှကိုကျုပ်ကထမ်းရတာပေါ့အဲဒီလိုခုတ်လာတဲ့ဝါတွေကိုတောင်းရက်တာရက်စကားရက်တာရက်ပေါ့တရိုးလုံးမဲ့ဟာတွေကိုတည်တည်ချာချာတိုင်းတာဖြတ်တော့ပြီးကြက်စင်ပေါ်တင်ထားလိုက်ချင်းအခုလိုတရိုးလဲတော့မဲ့အချိန်ကျတော့အသားတင်နေတဲ့တရိုးကိုအစင်သေးရတာပေါ့ကျုပ်ကဝိုင်းထဲမှာအုံနီခဲနဲ့ခွေပြီးမီးသွေးမီးဖို့လှုပ်လိုက်ချင်းຫນွေဘက်မှာအမေခတ်တဲ့စလူရက်တောင်နဲ့ခတ်ပေးလိုက်ကြမီးသွေးတွေရဲကုန်ရောအဘစောစောတဲကတရိုးအဟောင်းတွေကိုရိုက်ချွတ်ပြီးသားဆိုတော့တမင်းကိုမီးဖို့တဲ့ထိုးထင်းလိုက်ရောတရိုးတွေကလည်းကြီးစားခွေတွေကအတက်ပေးသားဗျာနောက်ပိတ်ခွေကတော့ဓာတ်တက်ပြီးမူတက်ပါလေမီးရနေလို့တမင်းကိုတရိုးတွေထိုးထည့်ပြီးတရိုးကိုတသားလုံးမှာစောင့်ပေးရတာဗျာအဘကျွမ်းကျင်တဲ့သူဆိုတော့ဓာတ်လက်ကိုတစ်ခါပဲတက်ရတယ်ဓာတ်လက်စလုံးတရိုးတက်ပြီးတော့မှဓာတ်ရဲ့နောက်ပိတ်ခွေးတွေတက်ချင်းအဘတရိုးတွေတက်ပြီးတော့တန်နေတဲ့မိသေးနဲ့အမေရကျုပ်ကိုရှင်လေးကိုကြိုခိုင်းတာနဲ့ရှင်လေးကိုကြိုနေရတယ်ဗျာဟောစွမ်းကန်တော်ဝင်လာပြီရောင်เจ้าကကိုရင်လေးနဲ့ပုပ်ပယုံเจ้าကကိုရင်နဲ့စွမ်းကန်တူတူကြွလာတာကိုကြုံလန်းကြည့်လိုက်ချင်းဟဲ့အောင်တတ်တယ်မင်းကငါးလားမောသိလို့ရှင်လေးတွေဘာတွေကြိုနေရလားကွာကျုံဝိုင်းမကိုလမ်းကြည့်လိုက်တော့ဗန်ဝေးကုန်းကကိုစံအေးကြီးဗျာဝိုင်းအောင်မမကြီးရက်ပြီးတွားဖေးတောင်းတဲ့ကျုပ်ကိုလှမ်းတောင်းနေတာဟာကိုကြီးဆိုင်လာလေပဲနဲ့ဝိုင်းအောင်မမတ်တိတ်ကြီးရက်လို့ကျုပ်ခေါ်လိုက်တော့မှခြေလမ်းကျဲကြီးနဲ့ဝိုင်းနေကိုဝင်လာတယ်ကျုပ်ကအိမ်ပေါ်ကိုခေါ်ပြီးထိုင်ခိုင်းရတယ်မိဘတောင်တွေကထွက်လာတဲ့ကျုံမီကမျက်လုံးကိုလက်ဝါးနဲ့အလင်းရောင်ကာပြီးကြည့်တယ်ဟဲ့ဆန်ရေးပါလားနေအပါဆန်မောင်ရောနေကောင်းရဲ့လားဟုတ်ကဲ့ကောင်းပါလေကောင်းနေတာပြောတာကြီးရဲ့ဟိုတလုံးကတော့ခါနာလို့တပတ်လောက်ညီနေရသေးတယ်စေးတိုးစရာခေါ်ပြီးစေးတိုးစေးတောင်းလှုပ်တော့မှတက်တာသွားတာအေးဒီလိုပဲဟင်အသက်ကြီးလာရင်မကောင်းတော့ပါဘူးဆန်းရဲ့ဟိုအဖြစ်ဒီအဖြစ်နဲ့အကြီးလက်ဒီလိုပဲဟင်ကဲနင်းကြီးနဲ့စကားပြောကြအောင်အကြီးရွာလေးခဏသွားလာအောင်မေဟိုမြောက်ဖျားကဝိုင်းကြီးတို့အိမ်မှာအမဲသားစုံသားရမယ်လို့ပြောလို့အသားကောင်းကောင်းလေးခြံထားလို့ပြောထားတယ်ရရင်တော့စီးရီချောင်းနဲ့ချက်မလို့ဟင်အမေရဖားရဲ့ပစိုးတစ်ထည်ကိုခောက်ပြီးခေါင်းမှာတင်သွားတယ်။ကိုဆိုင်ကျုပ်စီကိုအလဲလာလားကိစ္စရှိလို့လား။ကိုဆိုင်ကကျုပ်တင်ထားတဲ့ငကားစေးဘောလေးလေးကိုအားရပိုင်းရဖွာပြီးမိဘတွေကိုနှာခေါင်းသားနဲ့မှုတ်ထုံလိုက်တယ်။ဘိုးလူပင်ရောက်နေလို့ကွာ။ဗျာဘိုးလူပင်ရောက်နေဟုတ်လား။ဘိုးလူပင်ကပြန်ရောက်လာလို့ကျုပ်ကဝမ်းသာသွားတယ်။ဘိုးလူပင်ကျုပ်တို့ဘက်ကိုမရောက်တော့2နှစ်လောက်တော့ရှိပြီဗျာ။ကျုပ်ပြင်းဒီတသက်ဘိုးလူပင်နဲ့ပြန်မတွေ့တော့ထင်းနေတော့။အေးကွာဘိုးလူပေရမင်းကိုတွေ့ကျင်လို့ခေါ်ပြီးမှပြောတာနဲ့ငါလာခေါ်တာကွာဘိုးလူပေရဘာကိစ္စနေလာတာတော့ဟာတာတရတခြားဘာကိစ္စမှမရှိဘူးတဲ့ကွာ
မင်းတို့တွေကိုတက်တက်ကိုလာတာဟာလေတို့တွေးလိုက်တယ်ကိုဆိုင်ကြီးပြောပုံရဆိုရင်တော့ဘိုးလူပေမှာကိစ္စတစ်ခုတော့ရှိနေပြီဆိုတော့ချက်ချင်းတွေးမိတယ်ဗျာအဘကဝိုင်းထဲမှာရှိတဲ့တရိုးတတာကိုချောတက်လိုက်ပြီးဓာတ်ကိုတွေးလို့ကျုပ်ကအဘကိုအကျိုးအကြောင်းပြောပြီးကိုဆိုင်ကြီးနဲ့ဗန်ပွေးကုန်းကိုလိုက်ခဲ့တယ်ဘိုးလူပေရရေးတိုင်းပဲဗျာပို့ပြီးလဲဝမလာဘူးပိန်လည်းမပိန်ဘူးကျုပ်ကဖျားစီရှိမှထိုင်နေတဲ့ဘိုးလူပေကိုကြော်လိုက်တယ်ဘိုးလူပေကရောင်တဲ့ဇောင်းလေးနဲ့နှကမ်းမွေးတဲ့တဲ့နဲ့အရင်လိုပဲလောဘဒေါသမရှိတဲ့တင်းငိမ်အေးချမ်းနဲ့မျက်နှာလေးပဲဗျာဆရာကြီးနေကောင်းရဲ့နော်အေးကောင်းပါလေမော်တာတင်ရဲ့အဖနဲ့အမေရောနေကောင်းကြရဲ့လားကွယ်ဟုတ်ကဲ့ကောင်းပါလေဆရာကြီးကျုပ်ကဘိုးလူပေရဲ့ရှေ့မှာကြုံထိုင်နေလိုက်တယ်ဒီလိုကွယ်မော်တာတင်ရဲ့ဟိုးမြေဝကျွန်းပေါ်ဒေသမှာကျွန်းကြီးတစ်ကျွန်းရှိရင်အဲ့ဒီကျွန်းကြီးပါနေပြီးတော့တိတ်ခုတ်ဝါခုတ်မိသေးဖုတ်လို့တဲ့ဦးမေးဆိုတဲ့အဖိုးကြီးတယောက်ကိုအဆွဲပြုပြီးပါမီးကျွန်းလို့ခေါ်ကြတယ်နောက်တော့ဒီကျွန်းပေါ်ကိုကဝေတယောက်ရောက်လာပြီးအင်မတန်ကိုရုပ်ညံ့တဲ့အောင်လန်းပညာတွေစုံပညာတွေကိုအဲ့ဒီကျွန်းကနေဖြန့်ဖြူးနေတယ်မော်တာတီရဲ့အခုဆိုရင်အဲ့ဒီကဝေမှာတပည့်တပန်းနေမှာအများကြီးရှိနေပြီဆိုပဲတနေ့အဲ့ဒီကျွန်းကြီးကိုလာကြတဲ့လှေတွေကလည်းမနေဘူးလေကွယ်ဆရာကိုကတော့ကြဆရာပညာယူကြနဲ့ပါမီးကျွန်းကြီးကတော်တော်ကိုစီကားနေပြီဆိုပဲကွာအခုဆိုရင်ပါမီးကျွန်းလို့တော့မခေါ်တော့ဘူးဟမ်ဘယ်လိုများခေါ်တော့ဆရာကြီးအဲ့ဒီကဝေကြီးကိုအဆွဲပြပြီးတော့ကဝေကျွန်းလို့ခေါ်ကြတဲ့အဲ့ဒီကဝေကိုလည်းအရှင်သခင်ကြီးလို့တော့ခေါ်နေကြတယ်ဆိုပဲကွယ်ဒါဆိုရင်ဒီကဝေကြီးဟာကျွန်းမကြီးဖြစ်နေတာပေါ့နော်ဆရာကြီးဟုတ်တယ်မော်တာတီဒီလူရဲ့နာမည်ကဘိုးခင်လို့ခေါ်တယ်ရောဘက်ကလာတာပဲခက်တာဘိုးခင်ဆိုတဲ့ကောင်ကကျုပ်လိုပဲကွယ်ကဝေနဲ့မောက်ပြားစုံမနေရပြီးမွေးလာတာဝမ်းထဲမှာကဝေကွယ်သူ့ကိုတော်ရုံဆရာမနိုင်ဘူးကျုပ်လိုဝမ်းတွင်းကဝေကနေအထက်လန်းကိုလှိုက်ထားတဲ့ဆရာမျိုးမနိုင်ပါဒါကြောင့်အထက်ပုဂ္ဂိုလ်ကြီးတွေကဘိုးခင်ကိုနှိမ်နှင်းဖို့ကျုပ်ကိုတာဝန်ပေးကြတာပေါ့ကွယ်ဘိုးလူဘီကကဝေပြန်ဘာယုံဆိုတဲ့ကဝေကြီးနဲ့မောက်ကတော့မေဖန်ဆွဲစုံမကနေမွေးရတာဗျာကဝေသွေးစစ်အထက်လန်းဆရာပထမပုဂ္ဂိုလ်ကြီးတစ်ပါးကငငယ်လေးတွေကခေါ်ယူပြီးတော့သားဖြစ်မွေးနေတာအထက်လန်းပညာတွေကိုငငယ်လေးကတည်းကစာပြီးလေ့လာစေဖို့ကြင်ကြံခဲ့ရတာဘိုးလူဘီကကဝေသွေးအစစ်အထက်လန်းဆရာကြီးပေါ့ကျုပ်ကဆရာကြီးဘိုးလူဘီပြောတာကိုညင်ပြီးတော့နားထောင်နေပြီကျုပ်တော့အထက်ပုဂ္ဂိုလ်ကြီးရဲ့ညွှန်ကြားချက်နဲ့မြဝကျွန်းပေါ်ဒေသကကဝေကျွန်းကြီးကိုတွားရမယ်မော်တာတီဟိုတကာတော့ကလူများမော်တာတီကျုပ်နဲ့လိုက်နိုင်မလားလို့အခုလိုခေါ်ခိုင်းရတာပါကွယ်ကျုပ်တစ်ချက်စဉ်းစားလိုက်တယ်အိမ်မှာကအနှမ်းနေလဲတိမ်ပြီးသွားပြီအလှုပ်တော်နေချောင်းနေရပေါ့ကဝေကျွန်းရှင်ဆိုရဲလူကိုကျုပ်တော်စိတ်ဝင်စားသွားတယ်မော်တာတီစဉ်းစားကြည့်လေဘိုးခင်ဆိုတဲ့ကောင်ကသူ့ရဲ့ကဝေပညာတွေအောက်လန်းပညာတွေစုံပညာတွေကိုဘာမှနားမလည်တဲ့တောသူတောင်သားတွေကိုဖြန့်ဖြူးပေးနေတာကွယ်လူတွေကလည်းဘာမသိညာမသိနဲ့ပညာတွေယူနေကြတာဒီပညာတွေကအဝီစီးထိဆင်ရမယ့်ပညာဆိုတာနည်းနည်းမှတွေးမိကြတာမဟုတ်ဘူးမောင်တာတည်းဘိုးခင်ရောဒီတိုင်းလွတ်ထားလိုက်ရင်အောက်ပြီးတကြောမှစုံတော်ကဝေတော်ဒီဖြစ်သွားမှာကွယ်ဟုတ်ကဲ့ကျုပ်ဆရာကြီးနဲ့လိုက်ခဲ့မယ်ဟာဝမ်းသာလိုက်တာမောင်တာတည်းအေးတခုတော့ပြောအောင်မယ်ကွယ်အဲ့ဒီဘာမေးကျွန်းလို့ခေါ်တဲ့ကဝေကျွန်းကြီးဟာအင်မတန်မှမိချောင်းပေါ်တဲ့နေရာဆိုပဲကွာကျုပ်စိတ်ထဲမှာဆရာကြီးဒေါက်တာမင်းအောင်နဲ့ဆရာဆိုင်းတို့ဘက်ကိုချက်ချင်းတတိယသွားရောကျုပ်ဆရာကြီးဒေါက်တာမင်းအောင်နဲ့လိုက်တုံးကကန်တော်ကိုမကြီးမိချောင်းကြီးကိုတနွတ်နဲ့ဆင်းထိုးတော့မှတ်မိသွားတယ်ဗျာမိချောင်းပေါ်လေကျုပ်ကတော့လိုက်မှာပါဆရာကြီးနောက်နေ့ကျတော့ဘိုးလူပေနဲ့ကျုပ်ခီးထွက်ခဲ့တယ်အညာကနေရန်ကုန်ကိုကားနေသွားရတယ်ရန်ကုန်ကမှဆက်လီစီပြီးတော့မြေဝကျွန်းပေါ်ကိုလာခဲ့ကြရတာဗျာကျုပ်တို့ရောက်လာတာကင်းရွာကြီးဗျာတပြားလုံးခြေတန်းရှိအိမ်လေးကြီးပဲဗမာအင်းဆိုတာနည်းနည်းပဲရှိနေအဲ့ဒီရွာမှာဘိုးလူပေရဲ့မိတ်ဆွေဆရာကြီးဆိုတာရှိနေဗျာဆရာကြီးကဘိုးလူပေရဲ့မွေးစားပဲပထမဆရာပွားကြီးစီမှာပညာယူမှုနေအဲ့ဒီကတည်းကဆရာကြီးကဆေးပညာတက်ပြီးသားပယောကပညာလာတင်တာဆိုပဲဘိုးလူပေကိုဖြုံစားကြီးတွေးလိုက်တော့ဆရာကြီးဆိုတာအန်အော်ဘီဝမ်းသာလိုက်တာဗျာဆရာကြီးအိမ်သားတွေကလည်းဖြုံစားကြီးရောက်လာတဲ့ဧည့်သည်တွေအတွက်ပြန်ရခဲ့ပြီးတော့နေရာထိုင်ခင်းပေးကြဓမင်းချက်ဖို့ပြုတ်ဖို့လုပ်ကြရတာပေါ့ကိုလူပင်လာမယ်ဆိုလဲအကျိုးလေးပါလေးထောက်ရောပေါ့ဗျာကိုလူပင်နဲ့ကျုံနေရလူချင်းသာမစုံကြရတာပါဗျာကိုလူပေတဲ့တဲ့တော့ကျုံမကြကြားနေရတယ်ပထမပုဂ္ဂိုလ်ကြီးရဲ့တိုက်ရိုက်ညွှန်ကြားချက်တွေနဲ့အလုပ်တွေလုပ်နေရတယ်လို့ကြားတယ်ဘိုးလူပေကဆရာကြီးကိုကောင်းကြီးပြတယ်ဆရာကြီးကအသက်60ကျော်လောက်ရှိပြီဗျာဘိုးလူပေတဲ့ကြီးတာပေါ့အကိုကြီးလောက်ကန်အဆင်ပြေတယ်မလား
ပြပါလေကိုလူပဲဒီနေ့တဝိုက်တင်မကောက်မြို့ရီမှာပါကျုပ်နာမည်ရှိလာပါတယ်လူနာဆိုတာလဲတေးပြီးပြက်တယ်လို့မရှိပါဘူးကိုလူပဲကြားလာပြင်ဝမ်းသာပါရဲ့ကိုကြီးအဲ့လိုနေပါအောင်ကိုလူပဲအခုဒီရွာဟိုလာတော့အကြောင်းတော်ရှိမှထင်တယ်ကျုပ်သိခွင့်ရှိရင်သိကြပါလေကျုပ်ကတော့ကိုလူပဲကိုတွေးလိုက်တာနဲ့ကျုပ်စီရပထမဆရာပွားကြီးကိုတတိရလိုက်တာမျက်ရည်များတော့လည်မိပါရဲ့ဘိုးလူပဲကဆရာတီပြောတော့ကိုကောင်းလေးညစ်ပြီးနားထောင်နေပြီးတော့မှပြောရဗျာအကိုကြီးရဲ့ကျွန်တော်ဒီကိုလာရတာတခြားမဟုတ်ပါဘူးအကိုတို့ဒီတကြောမှာအလွန်ကြော်ကြားတဲ့ကဝေကျွန်းရှင်ဘိုးခင်ရဲ့ကိစ္စပေါ့ဗျာဟာဝမ်းသာလိုက်တာကိုလူပဲရဲ့ဒီကောင်ကြီးနာမည်ကဘိုးခင်နဲ့လားဒီကောင်ကဘာမေးကျွန်းကြီးကိုအပိုင်စားယူပြီးတော့ကဝေအာနာထုထောင်နေတာဗျာဒီကောင်ကတော့ကရင်နေများတော့ဒါရီဝါသနာပါကြအောင်တခြားရွာတွေမှာတော့ဗမာတွေများတော့တချို့ကသွားပြီးတော့တပည့်ခံကြတယ်ဒီတကြောမှာသူတပည့်တွေတပည့်မောင်တွေအတော်တော်များနေပြီဗျာတခါတခါကျုပ်စေးသွားကြရင်ကျုပ်ကတော့စမ်းနေကစမ်းနေပြီဟိုများဒီရွာတွေမှာလည်းအောင်လန်းတိုက်တာတို့အပင်းတိုက်တာတို့တွေလက်တွေစမ်းနေကြပြီဗျို့အဲ့ဒါကြောင့်ကျွန်တော်လာခဲ့ရတာပေါ့ဒီကောင်ကကျွန်းကျွန်းကိုအပိုင်သိမ်းပြီးတော့အယုတ်တမပညာတွေဖြန့်ဖြူးနေတဲ့ကောင်တွေဗျာကြားလာရင်ဒီကျွန်းကြီးပေါ်မှာကဝေတက္ကသိုလ်တော်ဖွင့်နေဖွင့်မှာဗျာဟုတ်ပါကိုလူပေရဲ့ကျုပ်ဖေကိုလူပေရောက်လာတာကိုပဲဝမ်းသာလိုက်တာဗျာအပြီးတော့ပြောအောင်မေအရှင်တော့ဟာဒီရွာကလူတွေဆိုရင်ဘာမေးကျွန်းမှာချင်းကုတ်ဝါကိုတွားနေကြအဲ့ဒီကဝေဘိုးခင်ရောက်လာပြီးကြတဲ့ဟာလူတွေကချင်းကုတ်ဝါကိုတော့မတွားရဲကြတော့ဘူးအော်နေရုံကိုလူပေဟိုတလောလေးကတင်စောတီဆိုတဲ့ကရင်တရားကဝေကျွန်းဘော်ကိုရောက်သွားခဲ့တယ်ဗျာဒီကောင်ကိုကဝေကျွန်းရှင်ရဲ့တပည့်အောင်လန်းဆရာတွေကမွေတွေနဲ့တိုက်လို့လှေပေါ်ခုန်တက်ပြီးပြေးခဲ့ရတယ်ဆိုပဲထဲပြီးရင်နေစောတီတို့အိမ်ကိုတစ်ချက်တော့သွားကြည့်စမ်းစောတီတွင်ခေါ်ခဲ့ကြလားဟုတ်ကဲ့ဆရာကြီးဆရာကြီးကသူ့အိမ်မှာလက်တူလက်တောင်းခိုင်းတဲ့မင်းရင်ဆိုရဲကောင်မလေးကိုရွာလေးလွတ်လိုက်ခြင်းအခဏကြောင့်တော့မင်းရင်တုတ်နဲ့ပြန်လာတယ်သူ့နောက်မှာခင်တိုတို့ဗလာကောင်းကောင်းနဲ့လူတစ်ယောက်ပါလာတယ်ဗျာလူပုံစံကခင်ပုံစံပဲဟာလာဟေ့စောတီအပေါ်ပိုင်းဗလာချင်းတွေရဲ့စောတီဆိုရဲလူကကျုပ်တို့စကဝိုင်းမှာဝင်ထိုင်လိုက်ပါရီစောတီဟောတာငါဆရာကြီးရဲ့သားဆရာလူပေးတယ်ကွာကဝေကျွန်းမှာမင်းမှုတွေရဲ့ကဝေကြီးကိုနှိမ်နေဖို့လာတာအဲ့ဒါဟိုတလောကမင်းတွေးခဲ့တာတွေကိုပြောပြစမ်းကွာစောတီဆိုရဲလူကကရင်ဗျစကားပြောတော့ရိုးရိုးရှင်းရှင်းကြီးပဲပြောကျုပ်ကမြောက်သားတိတ်ကြိုက်တာဗျာဆရာကြီးရဲ့ဘာမေးကျွန်းမှာမြောက်အားကြီးပေါ်တာဘာမေးကျွန်းကနေကဝေကျွန်းဖြစ်သွားတော့ဘသူမှမြောက်သွားပြီးမပြည့်ရဲကြတော့ကျုပ်လည်းမသွားရပါဘူးဟိုနေရာတော့မြောက်သားစားချိန်စိတ်ကိုမထိန်နိုင်တော့တာနဲ့ကျုပ်အရေးဆိုပြီးသွားခဲ့တာဗျာကျွန်းကြီးဘော်ကိုလက်မှုတော်တွေကြားကနေတိတ်တိလီတက်သွားခဲ့တာမြောက်ဆိုလို့တကောင်မှကိုမတွေ့တာဗျာကျုပ်လည်းတော်တော်အံ့ဩသွားတယ်ဒါလောက်မြောက်ပေါ်နေကျွန်းမှာမြောက်တကောင်မှမတွေ့ရဘူးကျုပ်တော်တော်အံ့ဩနေတယ်ဒါနဲ့ကျုပ်ကျွန်းဘော်ကိုတိုးတိုးသွားလိုက်တာတစ်ပင်နေအောင်မှမြောက်တွေသွားတွေ့တယ်တချို့ကောင်တွေကထိုင်းရဲ့တချို့ကောင်တွေကရှက်နေရဲ့တချို့ကမြေကြီးမှာတွန်းတော့တချို့ကောင်တွေကတစ်ပင်ကြီးတွေကိုဖက်ပြီးရှက်နေရဲ့ဒါပေမဲ့ဒီကောင်တွေနည်းနည်းမှမလုပ်ဘူးဒါနဲ့ကျုပ်လည်းအနာကပ်သွားပြီးတော့ကန်ကြည့်လိုက်တော့မြောက်တီအကောင်လုံးမာမာတောင်းတောင်းကြီးတွေဖြစ်နေတာဗျာအကျုပ်ချက်ချင်းသဘောပေါက်သွားတယ်ဒါဒီကျွန်းကြီးကကဝေကြီးရဲ့လက်ချက်ပဲဖြစ်မယ်လို့တွေးမိပြီးတော်တော်ကြောက်သွားတယ်ဗျာဒါမဲ့ကျွန်းပေါ်ရောက်ပြီးမှတော့မထိုးပါဘူးဆိုပြီးချုံပုတ်တွေကြားမှာပွင်းနေရှေ့တိုးသွားလိုက်တာတဲကြီးတစ်လုံးတော့ရောက်သွားတယ်ဗျာအဲ့ဒီမှာလေကျုပ်ကိုယ်တိုင်ကဝေကြီးကိုမြင်ခဲ့တာဗျလူကအသားမဲမဲခင်းတိုးခေါင်းမှာထမိန်စင်းလိုပိတ်စတစားကိုခေါင်းမပေါင်းထားတယ်ကျုပ်စိတ်ချင်တော့ထမိန်ကြီးတစ်ထည်ကိုခေါင်းပေါင်းထားခြင်းနေဗျာသူ့ရှိမှာယောက်ျားလေး9ယောက်နဲ့မိန်းမ3ယောက်ကထိုင်ပြီးသူ့ကိုလက်အုပ်ချီထားကြတယ်ကဝေကြီးကပလက်ကလက်ထိုင်မှာထိုင်ပြီးရှေ့ကိုချက်တော်လှမ်းတင်ထားတယ်ကျုပ်တည်ချာချာကြည့်တော့မှကဝေကြီးချက်တော်တင်ထားတာဖျားစိမ့်လူကြီးဗျာကဝေကဖျားစိမ့်သူရဲ့ပခုံးနှစ်ဖက်မှာချက်တော်တစ်ချောင်းစီတင်ပြီးထိုင်နေတာကျုပ်ရဲ့ချက်သိန်းတော်ထားပြီးပါရဲ့သူထိုင်နေတဲ့ပလက်ကလက်ထိုင်ရဲ့နောက်ကနေမိမချောချောလေးဟာခုံနှလုံးနဲ့ထိုင်ပြီးသူ့ဆက်ကြောကိုနှိပ်ပေးနေရပြီဟာဟိုမှာလူပါငါတို့လာပြီးချောင်းနေတာဟဲ့ကျုပ်ကိုသူ့တပည့်တယောက်ကမြင်သွားရောကျုပ်ကလည်းတွေ့ပါပဲအိမ်ထဲကကဝေကိုပဲမဲကြည့်နေတာအိမ်ဘေးကတစ်ပင်ရောက်ကိုမကြည့်မိဘူးကနဆိုပင်ဒီရောက်မှထိုင်နေတဲ့လူနှစ်ယောက်ကသူတို့နဲ့မလန်းမကန်းမှချထားတဲ့မွေပချုံဝင်ပြီးမွေဟောင်ကြီးတစ်ကောင်ကိုထုတ်ယူလိုက်ပြီးတော့အောက်ကိုချပေးလိုက်ခြင်းမွေဟောင်ကြီးကပပင်းကြီးထောင်ပြီးအနံ့ခံနေတာပဲ
ကျုပ်လည်းမွေနဲ့တိုက်တာထင်းတယ်လို့တွေးလိုက်ပြီးတော့လိတ်ဆိုင်ထားတဲ့လမှုတော်တွေကိုတန်းပြေးရတာပေါ့ကျုပ်လီဘော်ကိုခုန်တက်ပြီးတော့မနာတမ်းလှော်ပြေးရတာပေါ့ဗျာကျုပ်ကမ်းဘော်ကိုလှမ်းကြည့်တော့ဝေဟောင်ကြီးများနဲတဲ့အကောင်ကြီးမဟုတ်ဘူးပပင်းကြီးထောင်ပြီးကျုပ်ကိုမျောကြည့်နေတာကျုပ်အပြေးမြန်လို့ပြီပေါ့မြန်တော်မြန်ကျုံးပေါ်မှာဝေဟောက်စာမိမှာတေးကြတယ်ဘိုးလူမင်းကစောတီပြောတာကိုတေးသေးချာချာနားထောင်နေပြီးမှပြောတယ်ဗျာကျုံးပေါ်ကမြောက်တွေကိုကြောင်ရုပ်ဖြစ်အောင်လှုပ်ထားတာဗျာဒီကောင်ကြီးပညာကနည်းနည်းတော့တော့မဟုတ်ဘူးဗျာဒါပေမဲ့ကြုံမှုပါဘူးကိုကြီးဒါနဲ့စောတီမင်းငါတို့ကဝေကျွန်းလိုက်ပို့ပေးနိုင်မလားဘိုးလူမင်းကပြုံးစားကြီးမေးလိုက်တော့စောတီလန့်သွားတယ်ဗျာစောတီမင်းနဲ့မင်းကြီးစော်ဝင်ဟော်ရီကငါညီဆရာဘိုးလူမင်းကိုကဝေကျွန်းကိုလိုက်ပို့ပေးကြကွာမင်းတို့တယောက်ကိုငွေ900စီပေးမယ်ပဲလေလေငွေ900စီဆိုတော့စောတီစိတ်ဝင်စားသွားရောကဲပို့ပေးမယ်ဗျာဘယ်တော့သွားမလဲဒီညလာပြီညာကွာကဝေကျွန်းကြီးတကျွန်းလုံးလေးနေမှာဒီညပဲအလုပ်လုပ်လိုက်တာကောင်းပါလေလေကဲစောတီည7 နာရီထိုးရင်သွားမယ်ဘိုးလူမင်းကဆုံးဖြတ်လိုက်ပြီဗျာအစိတ်ချဘိုးလူမင်းကျုံနဲ့စော်ဝင်လှေနဲ့လာခေါ်မယ်အစင်သက်သာဆောင်နေစောတီပြန်သွားပြီဗျာဒီအကြောင်းဘသူ့ကိုမှမပြောရဘူးလို့ဆရာကြီးကစောတီကိုမှားလိုက်သေးတယ်ဆရာကြီးတို့အိမ်ကမြိတ်ကိုကြောပေးပြီးတော့စောက်ထားတာဆိုတော့ရေစင်းတထားကအိမ်ကောင်းရေးပါဗျာလာပြီးညဆိုတော့လာမိုးချုပ်တာနဲ့ထွက်နေပြီပေါ့7 နာရီဆိုတော့လာအောင်တော်တော်မြင့်နေပြီတစားမုံလာပြီးနေဆိုတော့လေလာအသာဆုံးလေဒီတော့မှကြုတ်တွေးမိရဲ့ဗျာဘိုးလူမီကကဝေကျွန်းရှင်ကိုနှိမ်နှင်းဖို့ဒီညကိုတမင်ရွေးချယ်ထားတာများလို့တစားမုံလာပြီးညဆိုတာဂျယ်ရီနက်ဂတ်တွေစုံနေလို့ကြုတ်ချမှုလေနှွေမြတ်တစ်ပင်တွေမှာစေးပေါင်းခါတဲ့ညလေးစော်ဒီနဲ့စော်ဝင်ကရင်ညီကို2 ယောက်က7 နာရီတီမှာဘိုးလူပင်နဲ့ကျုပ်ကိုလာခေါ်တယ်စော်ဒီကနောက်ကလှော်တယ်သူညီစော်ဝင်ကလှေဦးကလှော်တယ်မြေပြင်တစ်ခုလုံးလာရောင်လင်းထင်အောင်တားလေကလှတော့လှသေးတော့တယ်ဗျာစော်ဒီဒါပါမိခေါ်တော့ကွာပမခုံမြေလို့ခေါ်တယ်ကျုပ်တို့ရွာကျွဲပြရွာလေအစော်ဒီရဲ့ကျွဲဆိုတာဖြူရှိလို့လားဟိုလိုကဒီရွာမှာကျွဲပြူလေးတကောင်ပတ်ဖူးတယ်ဘိုးရဲ့အဲ့ဒါကိုဆွဲပြီးတော့ကျွဲပြူရွာလို့ခေါ်တာလို့ပြောတယ်ဟိုရှိရပါရတော့အဲ့ဒါအုံးမေစုလို့ခေါ်တယ်သူရှိမှလေတန်းတို့ဝဲကြီးတို့ဆိုတာရှိသေးတယ်ဗျာဝဲကြီးကိုကြော်သွားရင်တော့ကဝေကျွန်းကြီးကိုလှမ်းပြနေရပြီအစတော့အဲ့ဒီကျွန်းကြီးကတကျွန်းလုံးဟာထင်းတော်ကြီးပေါ့ဗျာလူတွေထင်းလာခွေကြတဲ့တောကြီးအခုတော့ထင်းခွေဖို့နေသားကျွန်းပေါ်တော့မတက်ရဲကြတော့ဘူးဘိုးကြီးကျုပ်တို့ကဝေကျွန်းကိုရောက်တော့ည9 နာရီခွဲလောက်ရှိပြီဗျစော်တီတို့ညီကိုကလှေကိုလမှုပင်နေကြားတွေကိုလှော်သွင်းလိုက်တယ်အလေးစားပေါင်းတွေရဲ့တဏီတော်ကြီးကြားမှာလှေကိုဖတ်ထားလိုက်တယ်ဗျာစော်တီကလမ်းပြပေါ့ကျွန်းကြီးတစ်ကျွန်းလုံးကတော့လင်းထင်နေလို့ဗျာရှေ့ရသွားနေတဲ့စော်တီကတဏီပင်နေလမှုပင်နေကနဆူပင်နေတမဲ့ပင်နေနဲ့ပြူပင်တွေကိုကပ်ပြီးခက်ကွယ်သွားနေတယ်ဟောအတန်ကြားပြီဒါကဝေကျွန်းရှင်ရဲ့အတန်ဖြစ်မယ်ဗျာကျုပ်တို့ရှေ့ကိုဆက်တိုးလာတယ်အတန်ကပြပြပြကြည်ကြည်လောင်လောင်ကြီးဗျာအင်မတန်လှုပ်ဝက်ရှားပါတဲ့ရှေးရောက်မှောက်ကဝေပညာတွေကိုအမွေခံသင်ယူနေကြတဲ့တပည့်တို့ဒီညမှာသင်တို့အားလုံးကိုအင်မတန်မှလှုပ်ဝက်တဲ့မှော်ပညာရဲ့အဆင့်တစ်ဆင့်ကိုတက်ပေးရမယ်ဒီမှာကိုငါတို့ပညာလမ်းမှာတော့သွေးစိမ့်မော်လို့ခေါ်တယ်ဒီလိုနှက်ခတ်စုံနေကြမှာပညာစဉ်တက်လို့ရတယ်ဒီမှာကိုသင်တို့ရှာသွားတာနဲ့လူတစ်ယောက်ကိုသွေးစိမ့်ရှင်းရှင်းအံပြီးတင်အောင်တက်နိုင်လိမ့်မယ်အခုသွေးစိမ့်မော်ပညာကိုစောင့်နေမှော်နေကြီးကိုငါပင့်တော့မယ်မောင်တို့စိတ်ကိုအစင်သေးလောက်တော့အစင်သေးပါပဲကိုကြီးကျွန်းရှင်ကြီးဗျာစိတ်တကောင်ရင်ကြောင်းတဲ့ကြောင်အော်တန်ကိုကြုတ်ချလိုက်ရတယ်ဗျာကျုပ်တို့လည်းရှေ့ကိုတွင်းရင်းနဲ့လူနှစ်ဖက်လောက်ရှိတဲ့ကနဆူပင်ကြီးနဲ့ပင်သားရောက်တော့ရက်လိုက်ကြတယ်မြင်ရပြီဗျို့ဟာကိုကြီးကအကျုံးကြီးရဲ့အလင်းမှာတစ်ပင်တွေခုတ်တင်ပြီးခြံဝင်းကြီးလှုပ်ထားတာဗျို့ခြံကြီးကတော်တော်ကိုကျင်းတော့ခြံဝင်းကြီးရဲ့အလင်းမှာတိတ်လုံဆောက်ထားတယ်တော်ကြီးသားဗျာကျုပ်စိတ်ထင်တော့တပိတ်တပန်းတွေအားလုံးအိတ်နေအောင်စောက်ရတာဖြစ်မယ်ဗျာတဲကြီးရှိကမြေကွက်လက်ကြီးကလည်းချင်းအိမ်မြေကွက်လက်မှာပစစ်ဒူးတုပ်ပြီးတော့ထိုင်နေတဲ့ကဝေကြီးရဲ့တပည့်တွေ12 ယောက်ရှိတယ်ကဝေကြီးကိုလက်အုပ်တွေချီလို့ပေါ့အဲ့လူတွေရဲ့ရှေ့တဲမှာတိုင်ငုတ်ဆိုင်ပြီးတော့ခြီထားတဲ့စိတ်တကောင်များစိတ်ကဖြူရောစိတ်ကလည်းသူ့တေဘေးကိုမြင်ပုံရတယ်ဗျာတိုင်မှာကပ်ပြီးတော့မလုံနိုင်အောင်တွေးထုတ်ထားတဲ့ကြားကနေအော်ဟိရုံးကန်နေရပြီမောင်မေဘယ်မှာတော့မေးဖြစ်စီပြီဒီမှာကဝေကျွန်းရှင်ကြီးအားလုံးအစင်းလေးဖြစ်နေပါပြီအေးဟုတ်ပြီကဝေကတစ်ပိရေးအောင်မောင်တဲမှာပလက်ကလထိုင်နဲ့ထိုင်နေရကနေရှေ့ကိုထထွက်လာတယ်ဗျာ
ဒီတော့မှကဝေကြီးကိုကြုတ်သေးသေးချာချာကြည့်လိုက်မိလူကအသားမဲမဲခင်တို့မျက်လုံးပြူးပြူးနေဗျာဟုတ်ပါဗျာစောထီပြောတဲ့အတိုင်းပဲဗျခေါင်းမှာထမင်းကိုခေါင်းပေါင်းထားတာဗျာဟောသူတပည့်မောင်တုတ်စရလူကအိမ်တင်းရလေကလတိုင်းတစ်လုံးထမ်းလာလို့ဗျာကဝေကြီးတိုင်ကိုတေးသေးချာချာချပေးလိုက်တယ်လက်အုပ်ကြည့်ပြီးချမ်းနေတဲ့ယောက်ျားတွေမိန်းမတွေရဲ့ရှေ့မှာချပေးလိုက်တာဗျာဟာကျုပ်ပါဇက်ကအတန်မထအောင်မနေလက်နဲ့ပိတ်လိုက်ရတယ်ဗျကဝေတိုင်းမဲ့ကလတိုင်းရဲ့ခြေထောက်လေးချောင်းကဖျားပုံတွေတူထားတာဗျာကြည်လိုက်ရင်ဖျားလေးစုကဒူးတုတ်ထိုင်နေပြီးကလတိုင်းကိုပခုံးမှာချမ်းလာတာဗျာအမလေးဗျာကျုပ်ဖြစ်မြင်ရတာနဲ့ကိုစက်သိန်းနေချလိုက်တာကဝေကဟန်ဘာဘာနဲ့ဖျားလေးစုထမ်းထားတဲ့ကလတိုင်းမှာဝင်ထိုင်လိုက်တယ်ဗျပြီးတော့ကောင်းကင်ကိုမောကြည့်တယ်တော်တော်ကြောင်ကြည့်နေတာပြီးတော့မှပြောတာမောင်မင်းငါရဲ့လက်သုံးတော်မော်တာဆက်တာစမ်းမောင်မဲဆွေသူကရွှေကလတ်နဲ့တင်ထားတဲ့ဓမြောင်တစ်ချောင်းကိုဒုတုပ်ပြီးတော့ဆက်လိုက်ပါတယ်ကျုပ်တည်တည်ချာချာကြည့်လေဓမြောင်ကအသွားကြီး10လက်မှလောက်ရှိမယ်ဗျဒိန်ကလည်းရွှေတဲ့အိမ်များတရိုးကလည်းရွှေနဲ့လှုပ်ထားတာမျိုးမော်ဝင်ခွက်ပေးစမ်းမောင်မဲမောင်မဲဆွေသူကကျင်းဝါနဲ့လှုပ်ထားတဲ့ခွက်တစ်လုံးကိုဒုတုပ်ပြီးကဝေကြီးကိုပေးလိုက်ပါတယ်ကဲအားလုံးနားထောင်ကြမကြခင်မှာအထင်ကြတော့မယ်သွေးစိမ့်မော်ရဲ့မော်ပိုင်နေကြီးကိုငါပေးတော့မယ်ဘာမှမကြောက်ကြနဲ့ဟောဒီမော်ဝင်ကဟာလွန်ခဲ့တဲ့အနှစ်3000လောက်ကတည်းကအီဂျစ်နိုင်ငံကဟွန်နယ်ဖျားတွေစီရင်ထားတဲ့ခွက်ပဲလောလောဆယ်ဒီခွက်ကိုထိမ့်သိမ်းခွင့်ရထားတာငါပဲဒါကြောင့်မင်းတို့တွေသွေးစိမ့်မော်ပညာကိုရကြတော့မှာပေါ့ကဝေကြီးကကောင်းကင်ကိုမော်ကြည့်လိုက်ပြန်နေကျုံကြီးပေါ်မှာလေအေးတွေကတူတူတိုက်နေရဲ့ဗျာကဝေကြီးကခေါင်းမှာပေါင်းထားတဲ့ထမိန်စာကြီးကိုလေတိုက်မှာတစ်ဖြက်ဖြက်နဲ့လှုပ်နေသဗျာဟဲ့မကတော်ရီမိချမ်းတို့မိပန်းတို့လာပြီးမောင်ကြီးရှင်စုံမကြီးညောက်ကစပင်းဖားလျားကြီးပြီးချလို့ဗျာလောက်ဒီချီပြီးထွက်လာကုန်ကြတယ်ကောင်းမနာကောင်းကိုတော်ဝင်ကိုသိတယ်မလားစုံမနှစ်ယောက်ကထမိန်နေပြန်ပြီးပြန်ပြီးအောင်ခါလိုက်တယ်အထမိန်ကနှစ်ချက်ဝင်ထားတာဗျာဟောခါနေရဲ့ထမိန်ကြီးပြီးခြုံလိုက်ပြီးခြုံတော့မှခေါင်းကနေစခြုံတာဟာလက်ဓာကြီးပြီးဖြစ်ကုန်ပြီဗျလေထဲကိုလည်းပြန်တက်သွားပြီစောတီနဲ့ဇော်ဝင်းကဒီတစ်ပင်နာမှာကတ်နေကြမလုပ်ကြနဲ့စုံမတွေကင်းလဲနေပြီသူတို့လည်းကဝေကရစ်ပူစော်တော့မှမလို့လာဒီနားမှာနေကြဘိုးလူဘီကအတန်ခါအုပ်လို့ပြီးတော့ပြောလိုက်တယ်ဗျာအိုးသွေးစိမ့်မော်ပညာကိုစောင့်ရှောက်တဲ့မော်နယ်ကြီးခမညာကဝေကြီးကထမိန်ခေါင်းပေါင်းကြီးတစ်လုံးလုံးနဲ့မန်တန်တီရွတ်တော်တာဗျမန်တန်တီရွတ်ပြီးမှလက်တစ်ဖက်ကကြေးဝါခွက်ကိုကိုင်းနောက်တစ်ဖက်ကရွှေတက်တာကိုကိုင်းပြီးရုံးကန်နေတဲ့စိတ်ရနာကိုကတ်သွားရင်ကဝေရဲ့တပည့်မောင်တုတ်ဆွေသူကစိတ်ကိုနင်းနေမှမလုံနိုင်အောင်ချုပ်ခိုင်းလိုက်တယ်ဟာလှီးပြီးပြောလှီးလိုက်ပြီးမြန်လိုက်တဲ့ကဝေပြားစိတ်လည်းပင်ကိုလှစ်ကနေလှီးလိုက်တာစိတ်အတန်ချက်ချင်းပျောက်သွားပြီးသွေးရပန်းထွက်လာတယ်ကျလာတဲ့လေချောင်းသွေးတွေကိုကဝေကမောင်ဝေခွက်ကြီးနဲ့ထိုးကန်လိုက်တယ်စိတ်ကတော့စန့်ငင်ဖြစ်ပြီးငြိမ်သွားရောဗျာအခွက်ကြီးရမှသွေးတွေပြေးတော့မှခွက်ကိုလက်နှစ်ဖက်နဲ့မာပြီးမြောက်တယ်ရွှေရိုးတက်တမြောင်ကိုမောင်မင်းရယူပြီးသွေးတွေကိုတေးသေးချာချာတုပ်ပြလိုက်တယ်ကဝေကဒူးတုပ်ပြီးတော့သွေးခွက်ကိုမြောက်ထားတယ်တယောက်ကိုတိုက်နေတဲ့ပုံစံပဲဗျာဟာလက်ဓာကြီးနှစ်ကောင်ဟာကျုပ်တို့နားမှာရောက်လာပြီးဝဲနေရပြောဘိုးလူပီကလည်းချက်ချင်းလက်လို့ရှာဖြစ်သွားတယ်ဟာလက်ဓာကြီးချက်ချင်းပြန်ရောက်လာပြီးတော့ကျုပ်တို့ခေါင်းမှာဝဲနေပြန်ပြီစော်ဒီနဲ့ဆောင်ဝေးမင်းတို့နှစ်ယောက်ဒီနေရာမှာပဲနေထွက်မလာကြနဲ့ကြားလားမောင်တော်လေးဈေးလွယ်ကျုပ်ကိုပြီးတော့စုံမရီကျုပ်တို့ကိုတွေ့သွားပြီကွယ်ကဲလာစမ်းကောင်းမနာကောင်းဟာလာတာပဲဗျလက်ထကြီးတွေကဘိုးလူပေစီကိုတဲ့ထိုးစင်လာတယ်ဗျာကဲကွာဘိုးလူပေကလက်ကိုစမ်းထုံးလိုက်တာလက်ထဲကနေလက်ကနေစက်ရောင်တွေထွက်သွားတာဗျဟာလက်ထကြီးတွေကိုတဲ့ထိသွားပြီဗျာလက်တိုင်းနဲ့ကောင်ဘုံကနေပြုတ်ကျသွားပြီပြုတ်ကြတာကလည်းသွေးကွက်ကြီးမြောက်ထားတဲ့ကဝေကြီးရဲ့တဲ့ကိုကျသွားတာဗျ။သွားရောဗျာ။သွေးကွက်ကြီးရင်းထွက်သွားပြီးကဝေကြီးလည်းဘေးဆောင်လဲကျသွားရောဗျာ။ဟာလက်ဓာကြီးတွေကထမိန်ကျုံစုံမကြီးတွေပြန်ဖြစ်ကြပြီဗျ။စုံမကြီးတွေလည်းမြေကြီးပေါ်မှာဆက်ငယ်နဲ့ဖြစ်နေကြရော။တော့ကမြင်းမော်ရီငါအပေါ်မှာတဲ့ကြသလား။သွေးစိမ့်မော်အောင်ခံဒီမှာလာပြီးဖြစ်တာဘာကောင်မို့တော့။ကဝေကြီးချက်ချင်းသိသွားပြီဗျာ။သူတပည့်ကဝေနှစ်ယောက်လေးပြန်ရခတ်နေကြပြီဗျာအကဝေစီမှာတပည့်ခံနေရဲ့တပည့်ရလည်းခင်းဝတဲကြီးရှိတဲ့ဘက်ကိုထပြီးတော့ပြင်းရောအောင်ဝဲခံနေရဲ့ကဝေကျိုးရှင်ကြီးအောင်မြေမှာချက်ချင်းကိုရဲရဲတဲတဲဖြစ်သွားတာဗျ
ဘိုးလူဘေကကဝေကျွန်းရှိရဲ့မြေတလင်းပေါ်တက်ပြီးမာမာကြီးရက်နေပြီဗျာအကျုပ်ကတော့မနီမွေးကစက်ကတုံးမင်းကြီးနောက်မှာကပ်ပြီးတော့ရက်နေလိုက်တယ်ကဝေကျွန်းရှင်ကဘိုးလူဘေကိုစိမ့်ကြီးစမ်းကြည့်နေတယ်ပြီးတော့ဆိုင်ငယ်ဖြစ်နေတဲ့စုံမနှစ်ယောက်စီကိုသူ့လက်ကထွက်လာတဲ့ဆက်တွေလွတ်ပေးလိုက်ပါတယ်ဟောစုံမနှစ်ယောက်ထားထိုင်ပြီးပြုံးအချင်းတွေကိုသဘောပေါက်သွားတဲ့စုံမတွေအချက်ချင်းထားရင်လိုက်ကြတယ်ထမင်းတွေကိုချက်ချင်းပဲပြန်ဝင်လိုက်တယ်ပြီးတော့ရှေ့ကိုထွက်လာတယ်အလဲမှာကဝေကျွန်းရှင်သူတို့ရဲ့ခြေလန်းတလန်းလောက်ကမှငတုံနဲ့ငမဲဆိုတဲ့ကဝေနှစ်ယောက်ကပြီးဘေးတယောက်ညာတယောက်နေရာယူထားကြတယ်အစုံမမိချမ်းနဲ့မိပန်းကရှေ့ဆုံးကိုထွက်လာကြပြီးအလဲတဲထဲမှာရက်နေကြတယ်ဗျာဟဲ့ကောင်စောရှောင်းတုံးလွယ်တလုံးနဲ့ဘယ်ရနေဘလို့ရောက်လာတဲ့ဘာကောင်တော့ကဝေကျွန်းရှင်ကိုနင်းရှင်းနိုင်မယ်လို့ထင်လို့လားအခုချက်ချင်းလဲပြန်ရင်နေရတက်ကဆက်ရှင်နေနိုင်သေးတယ်ငါပြောတာကြားလားအကောင်စောမောင်တော်မိချမ်းဆိုရဲစုံမကဘိုးလူပေကိုချိန်မောင်းပြီးတော့နှင်ထုတ်နေရဗျာဟဲ့မိချမ်းဒီအကောင်ကိုလွယ်လွယ်နဲ့လွတ်နိုင်ရှိုးလားငါစီနဲ့သွေးစိမ့်မော်အစီရင်ကြီးလေးပြတ်သွားပြီဒါငါအတွက်နေတဲ့ဆုံးရှုံးမှုမဟုတ်ဘူးနင်တို့သိသလားဒီကောင်ကိုတွတ်တွတ်လဲယူသွားအောင်လုပ်ပြီးမှလွတ်ရမယ်ကြားလားကောင်မနာကောင်ကြားပြီရှင်ကြီးစုံမနှစ်ယောက်ကရှေ့ကိုခြေတလန်းတူးလာတယ်ဟဲ့ကဝေကျွန်းရှင်ငဘိုးခင်ရဲ့မိမယာမောက်ကတော်တွေကိုတေးစေခြင်းလို့ရှစ်တင်ပေးလိုက်ရောလားဟာမလောင်လေးမလောင်စားကောင်စုပ်လေးရများငါ့ကိုစော်ရလိုက်တာငဘိုးခင်လေးပါလိမ့်နေငါအသက်ကနေ့အသက်ထက်3ဆလောက်ကြီးတယ်မตาလောင်ရဲ့ငါဘာကြီးရောလက်ထက်ကလေးကမွေးခဲ့တာပေါ့မသေးခင်မထားလိုက်အောင်ငါမယာမောက်ကတော်တွေကိုရှစ်တင်ပေးတာကနင့်လိုမตาလောင်တဲ့ငါနဲ့ပညာချင်းတမ်းမတူလို့ကွာသိပါလားအော်ဒီလိုလားငါဘိုးခင်ရဲ့ငါနာမည်ကိုလည်းမသေးခင်မှတ်ထားလိုက်ပါဦးငါနာမည်ဘိုးလူပေတယ်ဟိဘာဘိုးလူပေဟုတ်လားဒါဆိုရင်ကဝေပြန်ဘာယုံရဲ့သားပေါ့အော်ဒါရီလည်းငါဘိုးခင်သိတာပဲသိတာပေါ့ကွာသိတာပေါ့မင်းအမေမက်ဖန်ဟာအင်မတန်လှတဲ့မိန်းမတစ်ယောက်ပဲငါမက်ဖန်လေးကိုတော်ကောက်မလို့ပြည့်နေတော့မှငါဘောက်ယုံကဖြစ်ယူသွားခဲ့တာကွာလက်ဆက်သက်တော့မင်းဟာငါမရမတော်လိုက်ရတဲ့မေဖန်ရဲ့သားကိုမင်းကိုယ်ထဲမှာကဝေသွေးတွေစီးနေတာမင်းမသိဘူးလားမင်းကိုကဝေသွေးချင်းကိုကိုချင်းစာပြီးခွင့်လွှတ်နိုင်မယ်ခုချက်ချင်းပြန်ရင်မင်းအသက်ကိုချမ်းသာရာရစီမယ်ပြန်လို့ကပြန်ခွင့်ရှိတယ်မာလို့ပေးရင်ကဝေတွန်းရှင်ငဘိုးခင်ခြေဘဝမှာဖျားနှင်းထားတဲ့ကဝေဒီညဟာခမပတော်မှပြန်မရောက်နိုင်တော့တဲ့လူလောကအောင်နှုတ်ဆက်ရမယ်ညပဲငဘိုးခင်ဟဲ့ကောင်မရီဒီကောင်စုပ်ကိုတတ်လိုက်တော့ကဝေကျွန်းရှင်ရဲ့အမေရတာနဲ့မောက်ကတော်နှစ်ယောက်ရဲ့ပါဆက်ထိန်ကနေစိမ့်စိမ့်ပြပြဆက်တွေထွက်လာရောစက်တန်းကြီးတန်းကဘေးညာညှက်ပြီးတော့ဘိုးလူပေစီကိုတွန်းဝင်လာတယ်ဗျာအဘိုးလူပေကလက်နဲ့ကာလိုက်တယ်စက်တီကရှေ့တိုးလို့မရတော့ဘဲနဲ့တုံကနေရက်သွားတယ်စုံမနှစ်ယောက်တပိန်တွေကိုဖြန်းကနေခါပြီးတော့ပြန်ဝင်လိုက်တယ်ဒါပေမဲ့စက်တွေကတော့အရှိကိုတိုးမလာတော့ဘူးစုံမနှစ်ယောက်ကလက်ဘွားတွေကိုပုတ်ပြီးတော့ဆက်ကိုတွန်းနေတောင်းလေးမရဘူးဗျာဟဲ့ကောင်တော့ကိုလိုက်တော့လေကဝေကြီးကမိတ်တန်ကြားတော့မှကဝေငတုံနဲ့ငမဲကရှေ့ကိုတိုးလာပြီးတော့မိချမ်းနဲ့မိပန်းရဲ့ကြောကုန်းကိုသူတို့လက်ဝါးတွေနဲ့တွန်းလိုက်ကြတယ်ဟာတိုးလာပြီဗျာဆက်တွေတိုးလာပြီဘိုးလူပေစီကိုစုံမတွေရဲ့ဆက်တွေတွန်းဝင်လာပြီဟာဘိုးလူပေရိုက်ချလိုက်ပြီဗျာရှေ့တိုးလာတဲ့ဆက်တွေကိုလက်ဝါးနဲ့ရိုက်ချလိုက်တာဗျာဘုံကနေပဲမီလုံးကြီးထထပြီးစုံမတွေလွှတ်ထွက်သွားတာနှစ်လန်လောက်ရောက်သွားတာဗျာသွားပြီလှုပ်ကိုမလှုပ်တော့ဘိုးလူပေစုံဖြတ်ပြီးသွားပြီဗျာပါဇက်ကစကားတခုံးမှမပြောတော့ဘူးကဝေငတုံးနဲ့ကဝေငမဲရှိကိုချင်းလန်းတက်လာတယ်ဟာပြပြဖြိုးဒါကဝေဆက်ဗျာလုံဝါလေတွေကထွက်လာတယ်မီလုံးတသေးလေးတွေဗျာကျုပ်သိတယ်ဒါကဝေဆက်အစ်စ်ပေါ့ဗျာဟောမီလုံးတသေးလေးတွေကတဖြည်းဖြည်းကြီးလာတာတန်းနေဘောလုံးအချိန်လောက်ကိုရောက်လာပြီဖြိုးဘိုးလူဘေးရဲ့မျက်နှာတဲတွေကိုတန်းဝင်လာတာဗျာမီလုံးလေးနှလုံးရှင်းစင်းတော့ဆင်ပဲဗျာပြီးပြီဘိုးလူဘေးပြေးထွက်သွားပြီးတော့ရှိုက်ပြီဗျာနှစ်ချက်စစ်ပြီးတော့ရှိုက်ပြီဗျာဝင်းကနေဖြစ်ပြီးဆက်လွတ်လိုက်တဲ့ကဝေတွေကိုပြန်ပြီးတော့မှန်ကုန်ပြီဗျာကဝေငတုတ်ရောကဝေငမဲရောသူတို့ရဲ့ဆက်နဲ့သူတို့ပြန်ခံသွားကြရပြီဗျာရင်ပဲကြီးကိုပွင့်ထွက်သွားတာပဲဗျာဟိုးတွေထွက်လာလိုက်တာမှနေလို့ကိုမကောင်းအောင်ပဲဗျာသွားကုန်ပြီဗျာဘိုးလူဘေးရဲ့ကဝေဆက်ရိုက်ချက်ကတော့ပြင်းချက်ဗျာကျုပ်ပြင်တကားမှကိုမမြင်ဘူးလားဗျာ
ငတုတ်ရောငမေရောရှင်ဘက်ကြီးတွေပွင့်ထွက်ပြီးတော့တည်သွားကြပြီဗျာဘာယုံသားကလူဘာတော်ဟောနေတာကိုကဲရောဟဲ့ဒါလေးမြည်ကြည့်စမ်းမအောင်ဘုရားကြီးမြင်လိုက်တဲ့ဆက်ဗျာကဝေဘိုးခင်ကြီးပြစ်လိုက်တဲ့ဆက်ကဝင်းကနေတစ်ချက်လက်ပြီးတော့ရွှေကနေမိသွားတယ်ဘိုးလူဘီကလက်ဝါးနှစ်ဖက်နဲ့ပြီးကိုစောင့်တွန်းတယ်လို့လုံးလိုက်တာကဝေဆက်ကခညာကြုံကြီးတဲ့ရောက်သွားပြီးမိဟောဟောတောက်တော့တာပဲဗျာကျုပ်ဖြင့်လန့်လိုက်တာဗျာစကတုံးမင်းကြီးနောက်ကိုတိုးပြီးကတ်လိုက်မိတယ်ဟာကဝေဘိုးခင်ကြီးကပါဆက်ကြီးထားပြီးဆက်တွေထုတ်နေပြီဗျာပါဆက်သေးကရောမျက်လုံးတွေတဲကပါတဝင်းဝင်းနဲ့ကဝေဆက်တွေထွက်လာတာဘိုးလူဘီသူ့လက်ထဲကပစ္စည်းတစ်ခုကိုထုတ်ယူလိုက်ခြင်းကဝေဆက်တွေဘိုးလူဘီကိုပတ်ပြီးဝိုင်းနေပြီဟဲ့ငါဘိုးခင်ငါအဖေပထမဆရာပွားကြီးရဲ့ဆက်ဖြန့်အင်းကွာမင်းမြည်ကြီးဆိုင်ရော့ဘိုးလူဘီကအင်းပြေးလိုက်ပြီဗျာဘိုးလူဘီပြစ်တဲ့အင်းကမီးတွေထားတော့ပြီးကဝေကြီးရဲ့ဆက်တန်းကြီးကိုအပိုင်းပိုင်းဖြတ်ပစ်လိုက်တော့တယ်ဗျာကျိုးကြီးတကြွလုံးများလင်းထိန်သွားသလားတော့ထင်လိုက်ရတယ်အကဝေဆက်တွေပျောက်သွားတဲ့အချိန်မှာကဝေကျွန်းရှင်လို့ခေါ်တဲ့ကဝေဘိုးခင်ဟာဒူးတောက်လျက်ကြီးကျသွားတယ်ဒါပေမဲ့ချက်ချင်းပြန်ထလာပြီးနောက်ကျပြစ်တော့တာဗျာတစ်ချက်နှစ်ချက်ဘိုးလူဘီကသူ့လွယ်ကြီးထင်းကပစ္စည်းတစ်ခုကိုထုတ်ပြီးအစင်းလေးစောင့်နေလိုက်တယ်သုံးချက်ဟာဝေါင်းကနေပဲကြားကြီးဖြစ်သွားပြီဗျာကဝေဘိုးခင်ကြားကြီးဖြစ်သွားပြီကြားနေတဲ့ကောင်ကြီးမဟုတ်ဘူးဗျာ12တောင်လောက်ရှိအကောင်ကြီးဗျာပါဇက်ကြီးဖျဲထားလိုက်တာအဆွေကြီးတွေမှာဖွေးနေတာပဲကဝေဘိုးခင်ရဲ့ပညာသင်တပည့်တွေဟာကြောက်လွန်းလို့တဲတီဘော်ကိုတက်ပြီးတော့ပြေးကြပြီဗျာကျုပ်စော်ဒီနဲ့စောင်းဝင်းကိုလှည့်ကြည့်လိုက်တော့ညီကိုနှစ်ယောက်ကကနဆိုပင်ကြီးရောက်မှတယောက်နဲ့တယောက်ဖက်ပြီးအသားတဆက်ဆက်တုံနေကြတာဗျာအမီကြီးတစ်လုံးလုံးနဲ့ဘိုးလူဘေးကိုမန်ပီနီနဲ့12တောင်ကြားကြီးကိုကြည်ရတာလိုက်အောင်ထိန်အောက်မှာလှအောင်လှသေးရောဗျာဘိုးလူဘေးကရှေ့ကိုခြေတလန်းတိုးလိုက်ခြင်းဘိုးလူဘေးတစ်ချက်လှုပ်လိုက်တာနဲ့ကြားကြီးကဝေါကနေမန်ပီပြီးတော့ခုံအုပ်လိုက်တော့တာဗျာအစင်းသင်းပြေထားတဲ့ဘိုးလူဘေးကကြားအခုလိုခုံအောင်တမင်လှုပ်တာဗျာပါဇက်ကြီးဟာပြီးမန်ပီနီရဲ့ကြားရဲ့ပါဇက်တွေကိုအင်းပစ်သွင်းလိုက်ပြီဗျာလင်လိုက်တဲ့ဘိုးလူဘေးဗျာအင်းကိုကြားပါဇက်တွေပိုင်ပိုင်နိုင်နိုင်ပစ်သွင်းပြီးရတဲ့မြေကြီးပေါ်မှာပြားနေရဝှက်ပေးသားဗျာအောင်ကနေပဲအင်းကမီးထားတော့ပြီးကဝေဇက်နဲ့တွေ့ပုံပဲမာကျော်နဲ့အရာတစ်ခုမျက်နှာချင်းဆိုင်ပြီးတော့ရှိုင်းလိုက်တယ်လို့အောင်ကနေမြည်ပြီးကြားရဲ့ပါဇက်တွေကနေမီးရောင်နေရောဆက်ရောင်နေရောထွက်လာတာပေါ့ဗျာဘောက်ကနေပဲကြားကြီးပြုတ်ကျသွားပြီဗျာမြေကြီးမှာတွန့်ပြီးတော့လိမ့်နေတယ်ဟာလှိတ်နေတဲ့ကြားကြီးကနေကဝေကြီးဘုခင်ပြန်ဖြစ်သွားပြီဗျာအဲ့ဒါကျုပ်အဖေပထမဆရာပွားကြီးရဲ့ကဝေတက်ဖြန့်အင်းတော်ကြီးပဲဥပုခင်ရဲ့ဟောဘာကြီးတော့ဟာလမှုတော်တွေကနေပြောကနေတူးထွက်လာတာဘိုးလူပေတော်နောက်ကိုချိန်လန်း10လန်းလောက်ဆုပ်ပြေးသွားတယ်ကျုံလဲစက်ကတုံးပင်ကြီးကိုကွယ်ပြီးတော့တေးသေးချာချာကြည့်လိုက်မိမိချောင်းကြီးဗျာနေတဲ့ကောင်ကြီးမှမဟုတ်တာယောက်ျားကြီးနှစ်ဖက်စာလောက်ရှိတယ်ပါဇက်ကြီးဟာပြီးတော့ရှေ့ကိုတိုးသွားနေတာဗျာဟာကဝေကျွန်းရှင်ကြီးကိုထိုးခတ်လိုက်ပြီဗျို့ပြန်ဆုတ်သွားပြီသူလာတဲ့လမ်းကြောင်းကဘိုက်ရာကြီးတိုင်းနောက်ကိုဆုတ်သွားတာဗျို့ကဝေကျွန်းရှင်ကြီးကမိချောင်းပါဇက်ထဲမှာမသိမရှင်နဲ့ပါသွားလေကျုံလေဘိုးလူပေတို့ရှိတဲ့စီကိုထွက်လာခဲ့တယ်မောင်တော်တင်ကဝေဘိုးခင်ကိုခြိသွားတဲ့မိချောင်းကတခြားဟုတ်ယူလားကွယ်ရှင်ငယ်ပိုင်းရဲ့စီးတော်မိချောင်းကြီးလေဟောဟုတ်လားဆရာကြီးနည်းနည်းတော့ကြီးမှမဟုတ်တာဗျာကိစ္စပြီးတော့နောက်တနေ့မှာပဲဘိုးလူပေနဲ့ကျုပ်ပြန်လာခဲ့တယ်ငါးရက်မြောက်တဲ့နေ့မှာကျုပ်ထနောင်းကုန်းကိုပြန်ရောက်ခဲ့တယ်ဘိုးလူပေကတော့ကိစ္စတစ်ခုပေါ်လာနဲ့ရှန်ကုန်မှာပဲနေခဲ့တယ်ဗျာတောင်ကန်းလက်စရိရွာကကျုပ်တို့ထနောင်းကုန်းနေတော့အတော်လေးဝေးတယ်ဗျာအဲ့ဒီတော့ကကျုပ်ကမြို့မှာကြောင်းတဲ့တုံးလေးကျုပ်ကိုယ်တိုင်တက်နေရတဲ့ပေါ့ကျုပ်မှတ်မိတယ်တစောင်းတိုင်းကြောင်းပိတ်ရဲ့ဗျာတောင်ကန်းလက်မှာနေတဲ့ကျုပ်တငယ်ချင်းစိန်ကျော်ခေါ်လို့ကျုပ်လိုက်သွားတာမျိုးစိန်ကျော်ကကျုပ်ကိုလှုပ်ခင်းနေကောင်လူကအသားဖြစ်ဖြစ်ပိန်ပိန်ပါပါစကားပြောရင်တော့ရှာလေးအားလေးနေဗျာစိန်ကျော်တို့ရွာကအတော်လေးဝေးတယ်ဗျာကားတတန်လဲတတန်သွားရတော့ဒီကောင်လေးရွာကရိုးမနဲ့တော်လေးနီးတယ်သူတို့ရွာရဲ့နောက်ဘက်2မိုင်လောက်မှာတောင်ရိုးကြီးနဲ့ဆိုရင်တော့ကန့်နံကြီးဖြစ်နေရပါဗျာအဲဒီတောင်ကြီးကိုဆွဲပြပြီးတော့စိန်ကျော်တို့ရွာကိုတောင်ကန့်လက်ရွာလို့ခေါ်ကြတာဗျာကျုပ်ရောက်သွားတဲ့ရက်ကအေးတက်လေးစပြီးလွှမ်းနေတဲ့အချိန်နိုင်ငံခြားတိုင်းပြည်တွေမှာတော့အော်တန်လို့ခေါ်တဲ့စာအုပ်ပေါက်ရာသီပေါ့ဗျာစိန်ကျော်တို့ရွာကိုကျုပ်ရောက်တင်ရောက်မှာပဲရောင်းရင်းကကာလာသားပေါက်စာတွေရောက်လာကြတာဗျတောင်ကန့်လက်သားတွေကအိတ်ဝတ်ကြတယ်ဗျာအိမ်တအိမ်များဧည့်သည်ရောက်ပြီးကျန်တဲ့အိမ်ကြီးကပါလာပြီးအိတ်ဝတ်ပြုတ်ကြတာဗျာစိန်ကျော်တို့အိမ်ကဝိုင်းကြီးကလည်းချင်းအိမ်ကလည်းကြီးဆိုတော့အောက်ထပ်မှာကျုပ်တို့ခရီးသားသားလူပြိုပေါက်တွေစုပြီးဝိုင်းဖွဲ့နေကြတာပေါ့
စိန်ကျော်တို့မိဘတွေကလည်းလက်ဖက်တုပ်အမဲကြောပုတ်စက်သားကြောပုတ်တွေနဲ့ဧကန်တာပေါ့ဗျာသူတို့လူစုလည်းစားလိုက်တောက်လိုက်စကားတွေပြောလိုက်နဲ့အရှင်ရောက်လာတာပေါ့ပြောရင်နဲ့တစေးချောင်းတရေချောင်းတွေရောက်လာရောဒီမာရင်ပဲအောင်ကွန်းစရဲကောင်ကပြောတာဗျာနေချောင်းကွာမင်းတို့တရေချောင်းတွေပြောတော့ငါတတိရသွားတာပေါ့ဟိုတလောကငါတစ်တကားရွာကနေပြန်လာတော့မိုးချုပ်သွားတယ်ကွာဟေးမင်းကတစ်တကားမှာမိုးချုပ်အောင်နေရလားအောင်ကွန်းရဲ့ဒီလိုကွာအဘကအကျွေးတောင်းဖို့ငါ့ကိုလွတ်တာဟိဟိုရောက်တော့အရိလူကမြို့ကိုနှမ်းရောက်သွားလို့ငါမှစောင့်နေရတာကွာဒီလူပြန်လာတာကနောက်ကျနေတော့ငါလည်းရွာပြန်နောက်ကျတော့တာပေါ့မင်းပြန်တဲ့လက်မှာဘလို့ကိုရှိတယ်ဆိုတာမင်းမသိရလို့လားခွေးညိုရတတိမရပဲရှိမလားဒါမဲ့နောက်တစ်ခါမလာချင်တာနဲ့ကိစ္စပြီးအောင်စောင့်ယူနေကြတာကိုဟိုတလောကဆိုတော့မိုးရင်းကြီးလာအောင်ကွာကျပုစရဲကောင်ကဝေမေးပြန်ရောဗျာလေလေမိုးရင်းမအရီညာကကောင်းငယ်တခုလုံးပဲမှောင်နေတာကောင်းငယ်မောင်တော့မြေပြင်မှာမှောင်နေတာပေါ့ကွာလျက်စီးတွေလည်းတဝဝဲနဲ့လက်လို့ကွာဘင်းကွာနောက်တနေ့မနက်မှပြန်ခဲ့ရင်ပြီးခဲ့ဟာမဆူစားတဲ့တော့ကွာကြေပြောပါအောင်ဘာဖြစ်ခဲ့တော့ဘာမှတော့ဖြစ်ဘူးကွာဒါမဲ့ကြားတော့ကြားခဲ့ဟေးဘလို့ကြားခဲ့တာတော့ဒီလိုကွာငါကြော်ရဲ့တောင်ကန့်လက်ကြီးကိုကြော်လာလို့တော်တော်လေးရောက်လာတော့မှကြားတာကွာအေးဘလို့ကြားတာတော့အောင်ခွင့်ရဲ့ရှင်းရှင်းလင်းလင်းပြောစမ်းပါဟာဟေးကွာဘလို့ပြောမှတော့မသိဘူးအတန်ကြီးကွာကြောက်စရာကြီးတောင်ကန့်လက်ကြီးကနေထွက်လာတာကွာဟူအီရူဆိုတဲ့အတန်ကြီးဝမ်းကောင်းတန်ကြီးတော်တော်ကြီးတဲ့တတော်ဝါကြီးတစ်ကောင်ရဲ့အတန်မှန်တော့ငါသိတယ်ဒရိတ်ဆန်တစ်ကောင်ရဲ့အတန်များလားကွာမဟုတ်ဘူးလမ်းပါငါကြားခဲ့တာဒရိတ်ဆန်တန်တော့မဟုတ်ဘူးကွာလူကြီးတင်းကអော်လိုက်တဲ့အတန်မျိုးဟာအောင်ကွင်းရဲ့လူအတန်ကဒီလောက်ကျေပါမလားအေးဘောငါပြူရင်ငါလေးဒါကြောင့်ဘာသာဆိုတာအတိအကျမပြောနိုင်တာပေါ့ကွာမင်းလည်းကြောက်ဖို့မှာပဲလေကွာတို့ရကဘိုးတီလာတို့ဘိုးရမတို့အမြဲပြောနေရလေတောင်ကန့်လန်ဒီမှာကြောက်ကူရှိတဲ့ကြောင့်အဲဒီကြောက်ကူကြီးထဲမှာဘလူးကြီးတစ်ကောင်နေတဲ့ကြောင့်လေကွာမင်းအဲ့ဒီအကြောင်းလေးကိုလူကြီးတွေကိုပြောသေးလောက်အောင်ကွာဟာပြောတာပေါ့ကွာငါဘာကိုပြောပြလိုက်တယ်ငါဘာကတော့အန်အော်ဘီဘလူးပြန်လာတာဖြစ်မယ်လို့ပြောတယ်ငါစိတ်ထင်တော့ဒီသတင်းကိုအဖအရွာထဲမှာပြောတဲ့သူတွေကိုတိုးတိုးတိတ်တိတ်ပြောလိုက်ဖို့ရတယ်ကွာဒီကောင်ကြီးပြောနေတာကျုပ်အန်အော်ဘီနားထောင်နေရဗျရီမာရင်ကျုပ်ရဲ့မွေးရပါယောဂါကပေါ်လာတော့တာပဲဆက်စုရဲ့ယောဂါလေကျုပ်ရီကူကြီးကိုသွားပြီးဆက်စုတင်တာဗျနောက်ဆုံးတော့ကျုပ်စိန်ကျော်ကိုပေါ်ဆက်တင်စိန်ကျော်ကအောင်ကွန်းကိုလက်ထုတ်ပြီးတိုးတိုးပြောတယ်ပထမတော့အောင်ကွန်းကတွေးနေသေးတယ်ဗျနောက်တော့မှသွားလိကွာတာထေးကငါတို့ဧည့်သည်ပဲဧည့်သည်သွားခြင်းအင်ရှင်ကလိုက်ပို့ရတာဗောစိန်ကျော်ရည9နာရီလောက်ရောက်တော့ရွာတွေကကျုပ်ကိုလာပြီးဧကန်စကားပြောကြတဲ့ကောင်လေးပြန်သွားရောပြူအောင်ကွန်းကငါပြူကိုပြောလိုက်တယ်ငါပြူငါအိမ်ဝင်ပြီးတော့အဖနဲ့မေကိုပြောပြီးစမ်းပါကွာငါဒီညစိန်ကျော်ရဲ့အိမ်မှာအိမ်မယ်လို့ဧည့်သည်နဲ့လည်းစကားပြောခြင်းလို့ကြားလာငါပြူအေးငါပြောလိုက်မယ်စိတ်ချကျုပ်တို့3ယောက်စိန်ကျော်တို့အိမ်ကြီးအောက်ထပ်မှာအိမ်ရတွေခင်းပြီးအိတ်ကြတယ်စိန်ကျော်တို့အိမ်သားတွေကတော့အိမ်ကြီးပေါ်ထပ်မှာအိတ်ကြတာဗျအိတ်တယ်ဆိုပေမဲ့အိတ်ချင်အောင်စောင့်နေကြတာပါည10နာရီတို့တော့အောင်ကုန်းကပြောတယ်ကဲတာတင်နဲ့စိန်ကျော်ထားကြသွားကြစို့အောင်ကုန်းကစောကတင်းကစီစဉ်ထားတဲ့အတိုင်းစိန်ကျော်ပေးထားတဲ့လေးခွားနဲ့လောက်စလုံးတွေကိုစလဲတိုင်းလွယ်ထားလိုက်တယ်စိန်ကျော်ကသူ့အပေါင်းရဲ့ငှက်ကြီးအောင်တရှည်ကြီးကိုကင်လို့ဗျကျုပ်ကတော့ကျုပ်အရက်တတာရှိတဲ့လှန်တစ်ချောင်းပြီးကျုပ်တို့3ယောက်လက်နဲ့ကိုစီနဲ့ရွာတွေကထွက်လာခဲ့တယ်ခက်လန်လန်းမှာမမဲကြီးတန်းနေတဲ့တောင်ကန့်လန်ကြီးတွေကိုတင်ရရီကျုပ်တို့3ယောက်ရာခင်းတွေကိုဖြတ်ပြီးခက်တုတ်တုတ်ရှောက်တာဗျတိတ်မကြလိုက်ဘူးတောင်ဖီလာကြီးကိုရောက်လာတယ်တောင်ဖီလာဆိုတော့တောင်ကန့်လန်ကိုပြောတာလေတောင်ကန့်လန်ကြီးနဲ့နီးဆုံးသွားပြီးတနောင်းပင်တွေမကြီးပင်တွေပြုံပြီးပေါက်တဲ့နာကဘေးဆက်ခြုံကြီးတွေနောက်ကိုပေးခဲ့ပြီးပုံနေလိုက်ကြတယ်ဟိုတောင်ကြီးပေါ်ကြီးကွာတာတည်းရအဲ့ဒီပေါ်မှာဂူဟီရှိရလို့ပြောကြတယ်ဘသူမှတော့အဲ့ဒီတောင်ကန့်လန်ကြီးပေါ်မတက်ရဘူးရှေးလူကြီးပဲပြောခဲ့တာပဲပြန်ပြောကြရတာပေါ့ကျုပ်တို့ရောက်တော့နိုင်ဝက်လောက်တောင်ရှိပြီဗျဘာသာမှတော့မကြားရဘူးကျုပ်တို့3ယောက်စလုံးတော့ကန့်လန့်ကြီးရဲ့ထိတ်ကိုပဲလှမ်းကြည့်နေကြတော့တောင်ကလေးမြင့်တော့ဂူပေါက်ဒီမာတွေကိုပင်မမနှုံးဗျာဟာအော်ဘီဘလူးကြီးအော်ဘီဟဲ့ဘလူးအောင်ရဲ့တန်ကိုကြောင်းလို့ကျုပ်ဖြစ်ကြက်သိန်းနေဖြန်းကနေထသွားတာမျိုးခေါင်းကစပင်းနေအောင်ထောင်ထသွားတယ်ထင်တယ်ဒါဒီမကြောက်နဲ့ဘာမှဖြစ်ဘူးအေးပါအောင်ကိုရဲ့ငါမကြောက်ပါဘူးကျုံကပြောရင်အောင်ကိုမခုံဖမ်းလိုက်တယ်ဟာအောင်ကိုအသားတွေတုံနေတာမျိုးဒါနဲ့ကျုပ်စိန်ကျော်ခေါ်ကြည့်လိုက်တယ်စိန်ကျော်ဒီကောင်မထူးဘူးဗျာဒီတော့မှစိန်ကျော်ကကျုပ်ကိုလှည့်ကြည့်တယ်ဒီဘာလို့တားလေးကငါတန်ဖုတ်တွေရွတ်နေတာဟာအတန်ကြီးကဘိုးကျင်းလာတယ်လို့ပဲကျုပ်တို့3ယောက်စလုံးအတန်ကြီးထွက်လာနေတဲ့တောင်ထိပ်ကိုမျက်တောင်မခက်ပဲကြည့်နေရဗျ
အသာပူကျလာတယ်ကွာဘလူကြီးကိုရီးယားနဲ့ထွက်လာတဲ့ချင်းနဲ့ဟေးဟုတ်လားဒါဆိုပြေးကြမလားမပြေးရပါဘူးကွာခုနေပြေးတော့မှဘလူတွေသွားပြီးစွန့်လိုက်ချလိုက်ရင်ခက်မယ်ကွာအသာလေးငြိမ်ကြည့်နေကျုပ်ကဝင်ပြောလိုက်တော့မှဒီကောင်နေငြိမ်သွားပြီးကြည့်နေကြတာဗျအောင်ကုန်းကလည်းသူ့လက်ထဲကလေးခွားကိုအစင်းလေးပြင်ထားတယ်စိန်ကြောင်ကလည်းငှက်ကြီးအောင်ထားကိုကြစ်ကြစ်ပေါအောင်ဆုပ်ထားတယ်ကျုပ်ကလည်းလက်ထဲကလန်ကိုတင်းနေကင်ထားတာပေါ့ဗျာခေါင်းပေါင်းမှာဘလူကြီးဘင်မတော့အောင်ကွန်းရဲ့ဘင်မတော့ဟုတ်တယ်ဗျအောင်ကွန်းပြတဲ့နေရာကိုတေချာကြည့်လိုက်တာရှော့ပြူပင်ကြီးပေးမှာမတ်မတ်ကြီးရက်နေတာဗျနဲတဲ့အကောင်ကြီးမဟုတ်ဘူးလာရောင်ကမိမ့်မိန်လေးပဲရှိတာဗျဝိုးဝါးသားလေးပဲတွေ့ရတယ်ဒါပေမဲ့အကောင်တွေကတော့တဲခွဲတာပေါ့အော်ပြီဗျအော်ပြီမတက်ကြီးရက်ပြီးတအားကျုံးအော်တာဗျဘလို့အတန်ကြီးမှန်းကိုမသိပါဘူးဝမ်းကောင်းလေးကလာတဲ့အတန်ကြီးဗျနားတော်ရင်းနဲ့ကြက်သိန်းကြီးတွေထနေတာဗျကျုပ်စိတ်ထင်ပြောရရင်တော့အရက်ကြီးက15ပေလောက်ရှိနေဗျကိုလုံးကြီးကစပား100ဝင်နဲ့ပုတ်ကြီးလောက်ရှိမယ်ခေါင်းကြီးကတင်းတောင်းနှလုံးစာလောက်ရှိမယ်လိုင်းအောင်မင်းမင်းလေးအောင်မပါဆက်ကအဆွေကြီးတွေကိုတစ်ချက်မြင်နေရတယ်ဗျဟာသွားပြီဗျဘလူးကြီးခြာကနေလက်ထွက်သွားပြီးတောင်ကန့်လန့်ကြီးတန်းရှောက်သွားပြီးရိုးမတော်ကြီးတွေကိုဝင်သွားတာဗျတတိယမင်းတော့ဘယ်နဲ့နေမလဲမသိဘူးငါဖြစ်ကြောက်လိုက်တော့ကွာတီးထောင်နဲ့ထွက်သွားလိုက်တင်နေအောင်ကွရဲ့မင်းကတော့လှုပ်ပြီဘယ်တက်နိုင်မလဲစိန်တော်ရအရန်ကြောက်နေတော့တတိကလွတ်သွားတာလေကဲငါတို့ပြန်ကြောင်လာတတ်တယ်နေပေါင်းကွာအင်မတန်မြင်ရခဲ့တဲ့အဖြစ်ကြီးကွာဘာတွေတက်ပြီးတွေ့ရအောင်မလဲမသိဘူးထက်ဆောင်ကြည့်အောင်ကျုပ်ကောင်ပြန်သေးဘူးပြောတော့ဒီကောင်လေးလည်းမပြောဘူးဗျကျုပ်တို့3ယောက်ဘလူးကြီးဝင်သွားတဲ့တောထဲကိုပဲကြည့်နေကြတာပေါ့အခုထိတော့ဘာမှမတွေ့ရဘူးကျုပ်လက်ထဲမှာပတ်ထားတဲ့နိုင်ကိုကြည့်လိုက်တယ်နိုင်အိမ်မြောင်မှာကမီးဆုံးပါလာဆိုတော့မှောင်ထဲမှာမြင်ရတာပေါ့ညတနိုင်ထိုးပြီဗျဘာမှမထူးကြသေးဘူးကျုပ်တို့3ယောက်စလုံးဇွဲနဲ့ဆက်ပြီးစောင့်ကြည့်နေကြတယ်ကျုပ်နိုင်ကိုကြည့်လိုက်တော့ည2နာရီထိုးနေပြီတော်တော်လေးနဲ့အေးလာပြီကျုပ်တို့3ယောက်စလုံးပစိုးရီကိုခြုံပြီးပုနေကြတာပေါ့ဟာဘလူးကြီးလာပြီအောင်ကောကစပြောတယ်ခေါင်းကြီးခြုံထားတဲ့ပစိုးရီကိုခေါင်းမှာကြပြကင်းရပြန်ဝင်လိုက်ကြတယ်လက်ထဲကဓာရီကိုလည်းတစ်ချင်းပအောင်စုပ်ထားလိုက်တယ်ရိုးမတော်ကြီးတွေကတန်ကြားတာဗျဟောနီးလာပြီပြောအသာပူကျလာတယ်ရိုးမတော်ကြီးတွေကလည်းထွက်လာပြီတောင်ကန့်လန့်ကြီးဘက်ကိုတက်လာပြီပြောဟောဘလူးကြီးအစားသွားချတာပဲဟိုမှာမြင်လားသူ့ရဲ့ပကုံးမှာအကောင်ကြီးတစ်ကောင်ပါလာတယ်မင်းမဲကောင်ကြီးကဘာကောင်လဲတော့မသိဘူးတော်တော်ကြီးတယ်အောင်ကောင်ကကျုပ်တို့ကိုပြောနေတာဗျဟုတ်တယ်ပြောဘာကောင်ကြီးလည်းမသိဘူးပကုံးပေါ်မှာချမ်းလာတာဘလူးကြီးကတောင်ကန့်လန့်ကြီးတန်းရှောက်လာတာဗျတော်မကြီးကပခုံးမှာထမ်းလာတော့နေတဲ့ကောင်ကြီးမဟုတ်ဘူးခေါင်းကတွင်းလောင်းကြပြီးဘလူးကြီးကြောပေါ်ရမ်းခါနေတာဒီကောင်ကြီးကနှိမ့်ချုပ်ကောင်ကြီးဖြစ်မယ်ကျွဲပါလို့ရှိတယ်တာတီစိန်တော်ကကျုပ်ကိုလက်ကုပ်ပြီးအတန်ခတ်အုပ်နဲ့ပြောတာဗျာဟာမတည့်ရပြီးဟိုကြီးဒီကြီးကြည့်နေရဗျဘလူးရဲ့ကိုကလူရဲ့ကိုလုံးအတိုင်းပဲဗျာအကောင်ကြီးဖြစ်နေရပဲကွာလူတယောက်ရဲ့ကိုခန္ဓာတိဆောက်ပေါ်တိုင်းပဲကျုပ်စိတ်ထင်တော့တော်ရဲ့အိတ်နေရဲ့တောဘက်ကိုလေပင်းလိန်ချိုပြီးခေါ်လာတာဖြစ်မယ်ဟျောင်းတည်းဘလူးကြီးဘာကိုရပြီးကြည့်နေရလဲမသိဘူးကွာငါတို့ကိုတွေ့သွားလို့လားမသိဘူးဟာမဟုတ်ပါဘူးစိန်ကျော်ရသူ့ဘာသာတခုခုကိုကြည့်နေတာပါငါတို့အနံ့များရှောင်းလို့လားမသိဘူးအောင်ကုန်းကလည်းအတန်တုံတော်ကြီးနဲ့ဝင်ပြောတယ်ကျုပ်တို့စကားကောင်းနေတော့ဘလူးကြီးကအတန်နဲ့ကြီးနဲ့ကြောင်းအောင်လိုက်တာအောင်ကုန်းကအော်ပြီးမြေကြီးဘက်ကိုလှည့်ချလိုက်ရောပြောဟင်းအောင်ကုန်းမအောင်နဲ့ဘလူးကြောင်းသားတို့တောင်ပေါ်ကနေပြေးဆင်းလာအောင်မေဟောအော်ပြန်ပြီပြောနောက်ဘက်ကိုလှည့်ပြီးခြုံပုတ်တဲ့တဲကိုပြေးဝင်သွားတာပြောစိတ်ရမင်းလားဘလူးကြီးဝင်သွားတဲ့ထုံမို့ကြီးအေးမြင်နေတာတည်းအဲ့ဒီနေရာမှာကူပေါကြီးရှိပုံရတယ်ကွာမနေ့ကျရင်မင်းနဲ့ငါတောင်ပေါ်တက်ပြီးတော့ပြန်ကြည့်အောင်ဟေးမလောက်ပါနဲ့တည်းဟာတောင်ပေါ်ကိုတက်ပြီးဘလူးကိုတော့မရှာပြရစင်နဲ့တငယ်ချင်းရဲ့အရှင်လက်ဘလူးစားတာခံနေရပါမယ်ဒါဆိုမင်းနေခဲ့ကွာငါတယောက်တည်းတက်ကြည့်မယ်အမလေးဒီလိုလဲပဲဖြစ်မလို့တည်းကတော်တော်ကြောင်နာမည်ကျော်သွားအောင်မေဘလူးနာမည်ကျော်မှာတော့ငါစင်ကျော်တာတီတယောက်စိန်ကျော်တို့ရွာကိုလိုက်သွားတာဘလူးစားခံလိုက်ရလို့ဆိုပြီးတော့ပေါ့ကွာကျုပ်ကအောင်ရီလိုက်မိတယ်ကျုပ်တို့3ယောက်ရွာပြန်တော့ဘုန်းကြီးเจ้าကအုံမောင်းတော့ခောက်နေပြီဗျာအဆင်ပြေခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမေကျေးဇူးတင်ရှိပါရစေဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မေဖြစ်ပါရခင်ဗျာ